ဒီနေရာရှည်ကြနေပါတော့ပုံမှန်ဖြစ်တော့ရေကအဲ့ဒီအပေါ်ထိရောက်နေအခုရှည်ကြနေတယ်ဒီမှာကြောက်တုံးနေပြီတဲ့လားအဲ့မှာရှည်ကြနေဒီမှာကြံခဲနေရပါဒီကောင်ပင်လယ်မျောလို့ခေါ်တယ်မကြည့်ပင်လယ်မျောဒီမှာဒီကောင်လေးစားကြတယ်တချို့တွေကအေးပါစက်ရဲ့ရေထွက်လာကျွန်တော်တို့ကြောက်တယ်ဝေး what the fuck လန်မကြည့်သူညှက်ထုတ်လိုက်အဲ့လိုဖြူဖြူအရေတွေထွက်လာဖြူဖြူအရေထွက်လာတော့ပြေးရမှာအမြင်နေသေးလားအဲ့ဒီဟာတွေကိုလည်းတချို့တွေစားရတော့တွေ့ဘူးဒီကောင်ကြီးကိုအဲ့လိုခွဲပြီးတော့မှသူတို့စားကြတယ်သူလည်းဈေးကြီးရယ်ဒါပေမဲ့ကျွန်တော်တော့မစားရဘူးအကောင်ပင်လေမြုပ်လို့ခေါ်ဒီမှာအရမ်းများတယ်အများကြီးပဲဒီမှာအကောင်တိတ်တိတ်လေးကြောက်တုံးလေးအောက်ကနေထွက်နေပင်လေမြုပ်တော့လူတော့အနေမပြုတ်ဘူးစားလို့ရဒီမှာပြောပဲအဲ့လေပင်လေမြုပ်ပါလေကျွန်တော်တော့မစားရဘူးဒါကအမတန်ပြတာပါဒီမှာပင်လေမြုပ်ရွာကရက်ဘယ်လိုသွားဖို့လဲအေးခေါ်ပြီးမခဏစောင့်နေအဲ့ဆို